ချက်သေးမြေဟင်းလေးကိုငယ်တုန်းကလည်းကြိုက်တယ်အခုကြည့်လည်းကြိုက်တယ်ဘလောက်စားစားမုံမသွားတဲ့ထဲမှာသေးမြေဟင်းလေးလည်းပါပါတယ်အရန်ကြိုက်တဲ့ဟင်းလေးမို့လို့ကိုယ့်အကိုလည်းခဏခဏချက်စားပြတော့ချက်လဲချက်တတ်နေပါပြီသေးမြေလေးတွေကိုတန့်သွားအောင်လို့ရေလေးနဲ့အရင်ဆုံးပြုတ်ထားပါတယ်ရေပုတ်ပွားစုထဲမှာခဏလေးပဲပြုတ်ပြီးတော့ပြန်ဆယ်ထားလိုက်တာဖူးဖွေးတန်တန်လေးဖြစ်သွားပြီပြီးတော့တဲမြေချက်ဖို့အတွက်စက်သွန်အဖြူရဲ့အနီရဲ့ထောင်းပြီးတော့လူအပ်တဲ့စားချုံမုံစီလေးနည်းနည်းထည့်ပြီးတော့ချက်ပါတော့မယ်မဆလာလေးကိုလည်းတစ်ခါတည်းထည့်ထားပါတယ်အသေးမြေရင်းကလည်းချက်ရတာရမ်းလွယ်တဲ့ထဲမှာပါပါတယ်မြန်လဲမြန်ပါတယ်ကပ်ပြီးတော့စီလေးတွေပြန်လာပြီဆိုရင်ရေထပ်ထည့်လိုက်ပါတယ်ရေခမ်းသွားလို့ရှိရင်စားလို့ရပါပြီချက်ပါပြီရမ်းမွေးပြီးတော့ထမင်းနဲ့နယ်စားတဲ့အချိန်မှာစိတ်ပြီးစားလို့ကောင်းပါတယ်